နာဂတ်2054ခုနှစ်မှာကဘာကြီးရဲ့တဘာဝတည်ရန်ဇာတာတွေဟာကုန်ခန်းလိုနီးပါးဖြစ်နေပါပြီ။ဒါကြောင့်လူသားတွေဟာပန်ဒိုရာလို့ခေါ်တဲ့လက်မင်းကြီးစီမှာတမ်ဘရူကြီးမားလာတဲ့တက်တူတွေကိုတွားရောက်တူဖော်ကြပါတယ်။ပန်ဒိုရာရဲ့လေထုဟာလူသားတွေအတွက်အစိတ်အတောင့်ဖြစ်စေပေမဲ့အဲ့ဒီမှာအရက်10ပေလောက်မြင့်သည့်အပြာရောင်အသားတွေရှိတဲ့နာဗီမျိုးနွယ်စုတွေနေထိုင်ကြပါတယ်။လူသားသိပ္ပံပညာရှင်တွေဟာပန်ဒိုရာကိုစူးစမ်းဖို့အတွက်နာဗီနဲ့လူသား DNA ကိုပေါင်းစပ်ပြီးအာဗတာလို့ခေါ်တဲ့ကိုယ်ပွားခန္ဓာကိုယ်တွေကိုဖန်တီးခဲ့ကြပါတယ်။ဒီဇလန်ရဲ့အဓိကဇာတ်ဆောင်ကတော့ခါအောက်ပိုင်းတင်နေတဲ့ရေတထောင်ဂျိတ်ဆူလီပဲဖြစ်ပါတယ်။သူဟာကွယ်လွန်သွားတဲ့သူ့ရဲ့အမွှညီကိုစားအာဗတာမောင်းနှင်သူအဖြစ်ပန်ဒိုရာကိုရောက်ရှိလာခဲ့တာပါ။ဒီနေ့မှာတော့သူဟာတော်ထဲမှာတာရဲတွေရဲ့တိုက်ခိုက်ခြင်းကိုခံရပြီးနေတီရီလို့ခေါ်တဲ့နာဗီယူသမီလီနဲ့ဆုံတွေ့ခဲ့ပါတယ်။နေတီရီရဲ့မိခင်ကဂျိတ်ကိုသူတို့ရဲ့လူမှုအတိုင်းဝိုင်းနဲ့ဝင်စားအောင်တင်ရှားပေးဖို့အမိန့်ပေးခဲ့ပါတယ်။ဒီဘက်မှာလည်းစစ်ဗိုလ်ချုပ်ကွာရစ်ကနာဗီရဲ့နေအိမ် home tree အောင်မှာရှိတဲ့တပ်တူတွေအကြောင်းစုံစမ်းပေးရင်ဂျိတ်ရဲ့ခြေောက်တွေကိုပြင်ကောင်းအောင်ကူပေးမယ်လို့ကမ်းလှမ်းခဲ့ပါတယ်။ဒါပေမဲ့ဂျိတ်ဟာနာဗီတွေနဲ့အတူနေထိုင်ရင်သူတို့ရဲ့ယဉ်ကျေးမှုကိုမြင့်နိုးလာပြီးနေတီရီနဲ့လည်းချစ်ကြိုက်သွားခဲ့ပါတယ်။လူသားတွေက home tree ကိုဖျက်ဆီးဖို့ကြိုးစားလာတဲ့အခါမှာတော့ဂျိန်ဟာတလျိုလွတ်ခဲ့တာကိုဝန်ခံလိုက်ရပြီးနာဗီရဲ့အယုံမကြည်ခြင်းကိုခံနေရပါတယ်။လူသားစစ်တပ်က home tree ကိုတိုက်ခိုက်ဖျက်ဆီးလိုက်တဲ့အခါမှာတော့များစွာသောနာဗီတွေတေဆုံးခဲ့ရပါတယ်။အခြေအနေတွေဆိုးရွားလာခြင်းမှာဂျိတ်ဟာနာဗီတွေအကြောက်ဆုံးနဲ့အလေးစားဆုံးဖြစ်တဲ့နဂါပြန်ကြီးတိုရစ်ကိုစီးနှင်းပြီးသူတို့ရဲ့ယုံကြည်ခြင်းကိုပြန်ယူခဲ့ပါတယ်။ဂျိတ်ဟာပန်ဒိုရာဘောကမျိုးနွယ်စုအားလုံးကိုစုစည်းပြီးလူသားစစ်တပ်ကိုပြန်လဲခုခံခဲ့ပါတယ်။တိုက်ပွဲကတော့အပြင်းထန်ပါပဲ။နောက်ဆုံးမှာတော့ပန်ဒိုရာရဲ့တာရဲဒရီဆန်တွေပါနာဗီတွေဘကပါဝင်တိုက်ခိုက်ပေးခဲ့လို့လူသားတွေကိုအနိုင်ရရှိခဲ့ပါတယ်။ဘူဂျိုကွာရစ်လက်တေဆုံးသွားခဲ့ပြီးလူသားအနှဲငယ်ကိုဝဲလို့ရင်ကျန်တဲ့သူတွေအားလုံးကိုပန်ဒိုရာဘောကနေနှင်းထုတ်လိုက်ပါတယ်။ဇလန်ရဲ့အဆုံးမှာတော့ဂျိတ်ဟာသူ့ရဲ့လူသားခန္ဓာကိုယ်ကိုဆွန့်လွတ်ပြီးနာဗီတူအဖြစ်ထာဝရကူးပြောင်းသွားခဲ့ပါတော့တယ်။